အားလုံးပဲမင်္ဂလာပါကမ္ဘာအာကာသနည်းပညာနယ်ပယ်မှာနောက်ထပ်အံ့ဩစရာကောင်းတဲ့သတင်းတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့အီရန်နိုင်ငံဟာတူတဘာကိုအာမကိုပဲကိုပိုင်နည်းပညာနဲ့တိစောက်ထားတဲ့ဒုံမြန်နဲ့ဂျိုတုကိုအာမြင်စွာလွတ်တင်နိုင်ခဲ့ပြီးကမ္ဘာအဆင့်မြင့်အာကာသနိုင်ငံများစီးရင်တွေကိုတရားဝင်ရောက်လာပြီးဖြစ်ပါတယ်ဒီနေ့မှာတော့အီရန်ရဲ့အာကာသအိမ်မက်ကိုအကောင့်ထဲဖော်ပြလိုက်တဲ့ဒီအောင်မြင်မှုမှတ်တမ်းအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အီရန်နိုင်ငံရဲ့အာကာသခီးစဉ်ဟာမနေ့တနေ့ကမှစတင်ခဲ့တာမဟုတ်ပါဘူး2009ခုနှစ်ပထမဦးဆုံးကိုပိုင်တိစောက်ထားတဲ့အိုမီဂျိုတုကိုအမြင်စွာလွှတ်တင်နိုင်ခဲ့ပြီးကြတဲ့အီရန်ဟာအာကာသနိုင်ငံ Spacefaring Nation စီရင်ဝင်ခဲ့တာပါအခုအချိန်မှာတော့ပုံမှန်အဆင့်မြင့်တဲ့နည်းပညာတွေနဲ့အာကာသသုတေသနခန္ဓာကိုချဲ့ထွင်လာနေပါတယ်ဒီအောင်မြင်မှုမှာအဓိကသက်ချက်ကတော့ပြင်ပအကူအညီမပါဘဲကိုပိုင်ဒုံးမြန်သွန်းအားစနစ် Propulsion System ပတ်လည်ဆိုင်ရာ Mechanical Orbital Mechanics နဲ့ဆက်တွဲရေးနည်းပညာတွေကိုဖွံ့ဖြိုးအောင်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာနည်းပညာရေးနယ်ပယ်မှာကြီးမားတဲ့စိန်ခေါ်မှုကိုကျော်လွှားနိုင်ခဲ့တာပါ။ဒီဂျိုတုနည်းပညာတွေဟာဆက်တွဲရေးမိုးလေဝသခန့်မှန်းချက်လမ်းညွှန်စနစ် navigation နဲ့တဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးတို့မှာအလွန်အရေးပါပါတယ်။အဲ့ဒါအပြင်အာကာသစံရင်မြင့်မာလာတာဟာနိုင်ငံရဲ့စီးပွားရေးကိုတိုးတက်မှုအပြင်အမျိုးသားလုံခြုံရေးအတွက်လည်းကြီးမားတဲ့အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ကျန်စင်နေကြားတွေကိုပြန်သက်သွားတဲ့ဒုံမြန်ရဲ့မိခိုတန်းတွေဟာလူသားတွေရဲ့ဆူဆန်းရှာဖွေလိုတဲ့စိတ်ဓာတ်နဲ့တီထွင်စမ်းသစ်မှုတွေကိုပြသနေတာပဲဖြစ်ပါတယ်။ကမ္ဘာအစင်မြင့်နည်းပညာပိုင်ရှင်နိုင်ငံအနေငယ်တွေမှာအီရန်နိုင်ငံပါဝင်လာတာဟာနည်းပညာနယ်ပယ်အသစ်တွေကိုစိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အာကာသသတင်းတွေကိုသိချင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်နော်။